ဘာဖြစ်တာလဲတဲ့တိုင်း ဆရာမဖြစ်မှာမဟုတ်ဘူး ဟမ်ဘာဖြစ်လို့တော့ ဖြစ်မှာမဟုတ်ဘူး ဩအေးတော်လာခဲ့မယ်အိုင်မိုးချုပ်ွယ်ဘာဖြစ်ပြန်လဲမသိဟုတ်ချမ်းသာပါဆရာတို့တွေ့ချင်လို့ရှင်မရှိဘူးเป็นไงบ้างเฮ้ยဘာဖြစ်တာလဲတဲ့တိုင်းဟမ်ဘာဖြစ်လို့တော့ ဖြစ်မှာမဟုတ်ဘူး ဩအေးတော်လာခဲ့မယ် ရေးကြည့်တော့ဗျာ ညာကြီးမိုးချုပ်ွယ်ဘာဖြစ်ပြန်လဲဖြစ်လာရင်အသေးတန်းကြီးပဲဘာဖြစ်မှမသိ ဆရာမ ဘာတူခိုင်းလို့ပဲ ဟုတ်ဆရာ လာလိုက်တာညာကြီးမိုးဆိုဘာဖြစ်လို့လဲ ဆရာမွေးနေ့တုန်းကလည်းလေမွေးနေ့လေးဆောင်မပေးလိုက်ရဘူးပြီးတော့အခုလေကတော့ချင်လို့ပေါ့နော် ရောချင်လို့အေးကဲဆရာသမားကိုကွယ်နင်တို့လည်းတိတ်အလန့်တကြားလောက်တာပဲပြေးတာလောက်ကြပါငါလူဝတာချောလေးနှလုံးသားနုနုလေးဟဲ့ကဲဘာဒီကတော့ကြမှာလဲလာထိုင်မတူဝိုင်းပါထား ဖွင့်ကြည့်ပါဦး ဖွင့်ကြည့်ပါဦး ဘာလဲမသိဘူးဒီမှာလည်းဖွင့်မကြည့်ရသေးဘူး အော်ကဲ surprise ကြောတယ်ဆိုရယ် तू ကဖွင့်မကြည့်ရသေးဘူးတဲ့ပုံတူကြောက်ပကြီးဟဲ့တတိကွဲတတ်တယ် ဟေးဘာလို့ကြည့်လဲ ဒါမွေးနေ့လက်ဆောင်ရယ်ကြောတာရယ် surprise ရယ်ပေါင်းလုပ်လိုက်တာပေါ့နော်2 3အာကဲချောလိုက်တာချစ်စရာလေးဘယ်မီကောင်းဖခင်တာ ချိုးလိုက်တာ လာလိုက်တာကြည့်ပါအာဝကဲ ကြိုက်လား ကြိုက်တယ်လာလိုက်တာကဲလူပိုင်းကမက်ခင် တန်လာထွန်း မက်ခင်တန်နာထွန်း online class ကနေပြီးတော့အပြင်လာတက်တဲ့ဆရာရဲ့เนาะတပည့်ကျော်က surprise ရဲ့မွေးနေ့လက်ဆောင်ရဲ့ကြောတာရဲ့ပေါင်းပြီးတော့မှပြီးတာတဲ့ကဲလိုက်လားကြည့်ပါဦးအခုလိုဆရာကိုချစ်ခင်ပြီးတော့မှတန်ဖိုးထားပြီးတော့အမျက်တလုံးနဲ့ဆရာဓာတ်ပုံလေးကိုလက်ဆောင်လေးပေးတဲ့ကြောတဲ့အတွက်အမတ်တရားလေးဖြစ်ပါတယ်ကျေးဇူး ဟို တင်ပါတယ် လျှောက်ချင်ကြောလိုက် โอเคကြောမယ်ကဲကြောဆရာကိုကြောတာမဟုတ်ပါဘူးဆရာပညာကိုကြောတာပါဆရာကိုကြောတာမဟုတ်ဆရာသမားကိုကြောတာပါဆရာသီလသမားဒီဘုံကိုကြောတာဖြစ်ပါတယ်အခုလိုမျိုးဆရာသမားပေါ်မှာယူသေးညံ့လို့